စာရိုက်ထားတဲ့အခါမှာစာတွေကမရလာပြီဆိုရင်အောက်ကမမြင်ရတော့ဘူးအဲ့လိုမမြင်ရတဲ့အခါမျိုးမှာ scrolling through ဒုက္ခမှမမြင်ရသောဘက်များရွေလျာကြည့်ရှုခြင်း don't scroll အောက်ကမှာမမြင်ရသောဘက်ကိုကြည့်ရန် scroll arrow ဘောကမှာမမြင်ရသောဘက်ကိုကြည့်ရန် drag the scroll arrow အမြန်သွားလို့တော့ကမောက်ကိုဖိဆွဲရသွားရန် use the မောက်ဘိန်းလုံးလေးကိုဖြေလို့နောက်ဆုံးလို့လည်းကြည့်နိုင်သည်စာရိုက်လိုက် equal RAN ဝန်ဆောင်ဝင်နံပါတ်30ခွင့်ပိတ်အနာကောအဲ့အောက်ကစာရီမမြင်အောင်ဆိုရင် down arrow နှိပ်ကြည့်ရင်ပေါ့အပေါ်ကစာမမြင်ရရင် arrow အမြန်သွားလို့တဲ့က scroll တုံးလေးကိုပြီးပြီးတော့ဒီလိုသွားလို့ရပါတယ်ဒိန်းလုံးလေးကိုလှိမ့်ပြီးတော့လည်းခက်အောင်ရွှေ့လို့ရပါတယ်တဲ့ဒါကမောင်းနဲ့အသုံးပြုတာနော်အဲ့တော့ keyboard ကနေဆိုရင်ရောဘယ်လိုသုံးမလဲမွေးတဲ့ကစား voice keyboard ကစားကို keyboard ဖြင့်နေရာရွှေ့ခြင်းလက်တွေ့လေးနိုင်မျက်နှာရှင်ပြီးတော့သွားလိုက်ဟုတ်လားအဲ့တော့ပို့ပြီးတော့မြင်တာတော့မှာ one character တွေ့တယ်လက်ဘယ်ဘက်သို့စလုံးတစ်လုံးစာကစားဗီဒီယိုရဲ့နောက်မှာရောက်နေနော်ဘယ်ဘက်ကိုသွားခြင်းရင်လက် arrow ကိုနှိပ်လက် arrow keyboard ကနေလက် arrow ကိုနှိပ်မယ်ဆိုရင်လည်းကစားစလုံးတစ်လုံးစာနှိပ်မယ်အထက်နှိပ်မယ်ဒါကြောင့်နှလုံးသွားတစ်လုံးမှာပေါ့နော်အဲ့ကစားရဲ့နေရာဘက်ကိုပြန်လာခြင်းနဲ့ဆိုရင် right arrow ကိုနှိပ်မယ်နှိပ်မယ်ဒါကြောင့် online app အပေါ်သို့စာကြောင်းတစ်ကြောင်းတက်ဟိုစာကြောင်းတစ်ကြောင်းတက်ချင်တဲ့ဆိုရင် arrow နှိပ်မယ်တဲ့ online down အောက်သို့စာကြောင်းတစ်ကြောင်းဆင်း down ရှိရင်အဲ့လည်းရှိမယ်ပေါ့နော်အခုဒီနေရာမှာအောက်ကိုစာတစ်ကြောင်းချင်းနေတဲ့ down arrow ကိုနှိပ်မယ် down arrow ဟုတ်တယ်နော်အဲ့ဒါရွေးသွားမှာလားအောက်ကိုစာတစ်ကြောင်းဆင်းသွားနော်အပေါ်တစ်ကြောင်းတက်ချင် arrow ခုနက arrow နဲ့လက် arrow ဒီကအဲ့နဲ့ down one word to the left လက်ကတူတဆူစာသွားခြင်းနဲ့ဆိုရင် control နဲ့လက် arrow နှိပ်မယ် control လက် arrow နှိပ်မယ်ဟုတ်တယ်မလားပြန်ပါသူတဲ့အော် line စာကြောင်းဤနောက်ဆုံးသို့ဒီကာစာတို့ဒီဘယ်နာမှာရောက်ကာစာဘယ်ကိုရောက်မှာစာကြောင်းရဲ့နောက်ဆုံးအဲ့နှိပ်မယ်နောက်ကာစာဘယ်ကိုရောက်လာစာကြောင်းရဲ့နောက်ဆုံးကိုရောက်လာတယ်ရှေ့ကိုပြန်သွားခြင်း to the beginning of line ကာစာရှေ့ဆုံးကိုရောက်ချင်တဲ့ဆိုရင် home ကိုနှိပ်မယ် home key ဟုတ်တယ်နော်ကာစာရောက်သွားမောင်းနေဆိုရင်ကြားတယ်နော်ဒီဘုတ်ကိုင်းတဲ့ချိန်မှာမောက်ကိုင်းလိုက်ဒီဘုတ်ကကိုင်းလိုက်ဆိုရင်ချိန်ချင်းကြားဘူးလားကြားရှားပါနော်ဒီ keyboard shortcut တွေအလွတ်ရအောင်ကြက်နိုင်ပြီးကောင်းနေတယ် to the beginning of the current paragraph စာပိုက်တစ်ပိုက်အစလို့စာပိုက်တစ်ပိုက်ရဲ့အစကိုရောက်ချင်တဲ့ဆိုရင်ကာစာဘယ်နာမှာပဲရောက်ဆောင်းနေ control arrow ရအောင်ဒီမှာအပေါ်ပိုင်းနဲ့မဆိုင်ဘူးနော်ဒီတစ်ပိုက်ကိုပြောတာနော်တင်ပါဟိုကာစာရောက်နေတဲ့စာပိုက်ကိုနောက်ဆုံးကိုရောက်ချင်တဲ့ဆိုရင်ပြောင်းပြန်ပြန်ပေါ့ to the beginning of the next paragraph နောက်စာပိုက်အစလို့ဘယ်နှိမ့်မယ်နောက်စာပိုက်ရဲ့အစကိုရောက်ချင်ရင် control down arrow one screen ရောက်တဲ့နေရာမှာအပေါ်သို့ပေးdown one screen ရောက်တဲ့နေရာမှာအောက်သို့ပေး down one screen နဲ့ down one screen ကဘာကိုပြောတာလဲဆိုတော့အခုမြင်နေရတဲ့မြင်ကွင်းကို one screen လို့ခေါ်တယ်ဒီ2ကနေပြီးတော့ document တွေအောင် one screen ဒီ Microsoft တွေမှာစာပတ်တာပဲဖြစ်ဖြစ်စာစီစဲလုပ်ပြီးတော့စာတွေပြန်ပြီးတော့စစ်ချင်တာပဲဖြစ်ဖြစ်အခုနည်းနဲ့သုံးရင်အဆင်ပြေတယ်မြင်သာတော့အောင် document လေးကို color ထည့်လိုက်မယ်ပေတောင်းကိုနှိပ်လိုက်ရင် document ရဲ့အောက်ကမမြင်ရသေးတဲ့စာတွေကိုပြပေးမယ်ပေတောင်းကိုနှိပ်ပေရကိုပြန်နှိပ်မယ်ဆိုရင်အခုနနေရာပြန်ရောက်မယ် to the end of the document တစ်ခုလုံးဤအဆုံးသို့ control and နောက်ပါချလိုက်မယ်ရောက်ဒီနေရာမှာအဆုံးသို့ဗမျက်နှာမျက်နှာပဲရှိကြည့်နောက်ဆုံးစာမျက်နှာသို့အဲ့ဒါကိုပြောအဲ့တော့ပြောင်းပြန်ခြင်း to the beginning of the document တစ်ခုလုံးဤစသို့ပြောင်းပြန်ပါနော်အဲ့ရဲ့ home ရဲ့ home ကိုနှိပ်မယ်ဆိုရင်အပေါ်ဆုံးစာမျက်နှာအဲ့ကိုနှိပ်မယ်ဆိုရင်အောက်ဆုံးစာမျက်နှာဒါပြီနော်စာအုပ်ပုံစံရတဲ့ခါမျိုးမှာဒါတွေကသုံးဝင်တယ်နော်ဒီလိုမျိုးဘိန်းလုံးနဲ့လှိမ့်သွားနေရရင်ကြာမှာပေါ့ဟိုတရားနဲ့ဆွဲသွားနေရင်လည်းကြာမှာပေါ့ to the previous of the next page ရှေ့စာမျက်နှာတစ်ခုဤအစသို့နောက်တစ်ခုက to the beginning of the next page ရှေ့နဲ့နောက်ငောင်းနေနော်ဟုတ်ပြီအဲ့ဒါကိုလက်တွေ့လေးနှိပ်ကြည့်မယ် control AL ကာစာအောက်စာမျက်နှာရဲ့စကိုရောက်သွားတယ်နှိပ်ရောဖက်နေကြည့်ပါဟုတ်လားရှင်းပါ
အဲ့တော့ကာစာချက်စာမျက်နှာကိုတင်ရောက်ခြင်းနဲ့ဆိုရင်ဒီတောင်းပြည့်ရည်သုံးမယ်ပေါ့